တင်ကယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယူပြီးလက်ခံပြီးတဲ့သူဆိုရင်တင်ကမောင်မိုက်ရဲ့သားမဟုတ်တော့အလင်းရဲ့သားဖြစ်သွားတယ်။မောင်မိုက်သားစီမှာကလွတ်မြောက်ခြင်းမရှိဘူး။ဝမ်းမြောက်ခြင်းမရှိဘူး။ငြိမ်သက်ခြင်းမရှိဘူး။အဲ့ဒီမောင်မိုက်သားစီမှာမကြမ်းမှချင်းကအမြဲတမ်းနေရယူနေ။မကြမ်းမှချင်းကအမြဲတမ်းသူ့ကိုနှိမ့်ဆက်နေတယ်။အဲ့ဒီမောင်မိုက်သားရဲ့ဘဝရဲ့အဆုံးသတ်ကတည်ခြင်းပဲဖြစ်တယ်။ဒီနေ့ကျွန်တော်ကအရင်ကမောင်မိုက်ရဲ့သားဖြစ်ခဲ့တယ်။ဒါပေမဲ့ဖခင်သခင်ကခရစ်တော်အဖြစ်ဒီနေ့ကျွန်တော်ကိုမောင်မိုက်သားကနေကယ်ထုတ်ပြီးတော့အလင်းထဲကိုခေါ်ပြတာဖြစ်တယ်။ခရစ်တော်ရဲ့ရင်းနှီးခြင်းကိုတင်လက်ခံနေလေးကဆံပြတင်ကမောင်မိုက်ရဲ့သားမဟုတ်တော့အလင်းရဲ့သားဖြစ်တာ။ဟာလေလုယာ။တင်ကအလင်းရဲ့သားဖြစ်တဲ့အတွက်မောင်မိုက်နဲ့တင်မဆက်ဆိုင်တော့။ကျမ်းစာတစ်ချက်မှာပြောထားလဲဆိုတိကျအခန်းကြီး9အငယ်9မှာတင်လို့ဒီတဲ့အလင်းဤတာနိဤတာဖြစ်ကြ၏ညဤတာမောင်မိုက်တာမဟုတ်လေဒီနေ့ကျွန်တော်ကမောင်မိုက်ရဲ့တာမဟုတ်တော့မောင်မိုက်နဲ့မသက်ဆိုင်တော့မောင်မိုက်နဲ့မသက်ဆိုင်တော့သူဖြစ်တဲ့အတွက်မောင်မိုက်ထဲမှာရှိနေတဲ့အရာမောင်မိုက်ထဲမှာဖြစ်ပြနေတဲ့အစီမပြေခြင်းတွေဝမ်းနည်းခြင်းတွေဘူကျွေးခြင်းတွေမလုံးရောက်နိုင်ခြင်းတွေခက်ခဲခြင်းတွေကအလင်းရဲ့တာဖြစ်တဲ့စီကိုလွှမ်းမိုးလို့မရဘူးတင်းအပေါ်မှာအဲ့ဒီအရာကတက်ရောက်နေလို့မရဘူးဖြစ်ဟာလေလုယာအဲ့ဒါကအလင်းသားတွေရဲ့နမိတ်လက္ခဏာဖြစ်တယ်။အလင်းသားစီမှာကငြိမ်သက်ခြင်းရှိတယ်။လူမြောက်ခြင်းရှိတယ်။ဝမ်းမြောက်ခြင်းရှိတယ်။အစဉ်ကြားမာနေတယ်။ပြီးရသူစီမှာအသက်တော်မျှော်လင့်ခြင်းအမြဲတမ်းရှိတယ်။အဲ့ဒီအလင်းကယူမတာမအလင်းမဟုတ်ဘူး။အဲ့ဒီအလင်းထဲမှာဖရာသခင်ကိုသိတဲ့ပညာရှိတယ်။အဲ့ဒီအလင်းကဖရာရဲ့သဘောကိုသိစေ။ဖရာရဲ့ဉာဏ်ကိုရစေ။အသက်တော်အရာတွေကိုမျှော်လင့်စေ။အမှုဖြစ်သူကိုအမြဲတမ်းပြုစီတာဖြစ်တယ်။ဟာလေလုယာ။ဒီအလင်းထဲမှာရှိနေတဲ့သူဖြစ်တဲ့ဆိုရင်နေတိုင်းမှာတဲ့အမှုတွေကိုပြောလိုက်ပြီ။နေတိုင်းမှာတဲ့အသက်တော်မျှော်လင့်ခြင်းနဲ့အသက်ရှင်နေ။ဟာလေလုယာ။အဲ့ဒီအလင်းမှာရှိနေတဲ့အလင်းသားတွေရဲ့ DNA ကလောကသားရဲ့ DNA နဲ့မတူဘူး။သူကခရစ်တော်ရဲ့ DNA ကိုရတဲ့သူဖြစ်တယ်။ခရစ်တော်ရဲ့ DNA ကိုရတဲ့သူကခရစ်တော်ကဲ့သို့ချစ်နိုင်တယ်ခရစ်တော်ကဲ့သို့အမအမှန်ကိုခွဲခြားနိုင်တယ်ခရစ်တော်ကဲ့သို့တွေးခေါ်ဆုံးဖြတ်နိုင်တယ်ဟာလေလုယာအဲကြောင့်မို့ပစုံတစ်ခုကိုပြန်လုံးဝမယ်ဆိုငါလုံးတဲ့အရာကမာရောမှာပါမလားမာပြမနေတာဆိုတင်တွေးပြောကြောင်းနေကြမလို့ဒီပစုံတစ်ခုကိုဆုံးဖြတ်ချက်ချတော့မယ်ဆိုဒီဆုံးဖြတ်ချက်ကမာပါမလားလို့တင်တွေးပြီးပြီးနေကြမလို့ဘာဖြစ်လို့ဆိုတော့တင်းရဲ့ဆုံးဖြတ်ချက်တစ်ခုချင်းစီတာကခရစ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့အတူတူပဲဖြစ်တယ်ဘာဖြစ်လို့ဆိုတော့တင်ကခရစ်တော်ရဲ့ DNA ကိုရတဲ့သူဖြစ်လို့ဖြစ်တယ်ဟာလေလုယာတင်လုံးနေတဲ့အရာတွေကအလမ်းမကိုမရောက်ဘဲလမ်းမကိုရောက်လိမ့်မယ်အဲ့ဒါခရစ်တော်ရဲ့ DNA ကိုရတဲ့သူဖြစ်အလင်းသားတွေရဲ့လက္ခဏာဖြစ်အကြောင်းလို့ဒီကိုတင်အလင်းရဲ့သားဆိုတာကိုလုံးဝမမေ့ပါဘူးဒီကိုတင်ခရစ်တော်ရဲ့ DNA ကိုရတဲ့သူဆိုတာလုံးဝမမေ့ပါဘူးဒါကြောင့်လို့တင်သုံးတစ်ခုကိုဆုံးဖြတ်ချက်ချတော့မယ်ဆိုရဲရဲ confidence နဲ့ဆုံးဖြတ်ချက်ချပါဒီဆုံးဖြတ်ချက်တစ်ခုချင်းစီတာကခရစ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့အတူတူပဲဖြစ်တယ်ဆိုတာတင်ပြဖို့လိုအားလားဖြစ်နေဒီနေ့တော့ကတော့ကျွန်တော်ခွာပေးခြင်းနဲ့အရောက်ချင်းစီတာကိုဖျက်ရှင်ထုတ်ကောင်းယူပါစေအာမင်